ကုန်တိုင်းကြီးမြင့်တိုင်းမြို့နယ်မှာကားထဲမှာပုတ်ပွသေးဆုံးနေတဲ့အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းကြီးမြင့်တိုင်းမြို့နယ်အထက1ကျောင်းရှိမှာရပ်ထားတဲ့အေးစီးကားအတွင်းမှာသေဆုံးပြီးပုတ်ပွနေတဲ့အလောင်းတစ်လောင်းကိုဒီကနေ့ဇန်နဝါရီလ10ရက်နေ့မှာတွေ့ရှိခဲ့ရတယ်လို့သိရှိရပါတယ်အဆိုပါအေးစီးကားအတွင်းသေဆုံးနေသူဟာအမျိုးသားတဦးဖြစ်ကြောင်းကနဦးသိရှိထားရပြီးသေဆုံးရတဲ့အခြေအနေကိုမသိရသေးသလိုမိသားစုဝင်တွေနဲ့လည်းဆက်သွယ်မရရှိသေးဘူးလို့သိရပါတယ်။မျက်မြင်တွေ့ရှိခဲ့ရတဲ့ရက်ကွက်နေထိုင်သူတယောက်ကအဲ့ဒီနားမှာကားကရပ်ထားတာကြာပြီလို့သိရတယ်။ဒီနေ့ကျမှစီပင်ဝန်ထမ်းကောင်မလေးကအမိုက်ရှင်းရာကနေကားနားကအပုပ်နဲ့နမ်းနေပြီးအောက်မှာလည်းသွေးကွက်လိုတွေ့တယ်ဆိုပြီးတော့အကြောင်းကြားရာကနေသေဆုံးနေတာကိုသိကြရတာ။ကျွန်တော်ကားနားကိုသွားကြည့်တော့လေပုံနှံ့ကတအားနံနေတာတွေ့ရတယ်။ရဲတွေလည်းရောက်လာတယ်ဟုဆိုကပြောပြထားတာဖြစ်ပါတယ်။အခုလက်ရှိမှာတော့သေဆုံးသူအမျိုးသားရုပ်အလောင်းကိုနယ်မြေကန်လူမှုကူညီရေးအသင်းကရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေရဲစခန်းကအမှုကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမယ့်အမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တစုံတရာကိုတော့ဖော်ပြလာခဲ့ခြင်းမရှိတာလည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်းရန်ကုန်တိုင်းပပဲတန်းမြို့နယ်32လမ်းအထက် Beauty Land Hotel မှာအမျိုးသမီးတစ်ယောက်ကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်ပြီးတပ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့ကတရားခံတွေကိုတော့ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်